ဂျာကာဆာနဲ့ဘူရာလိုင်းတို့လိုအင်အားကြီးမုန်တိုင်းတွေဇက်တိုက်ဖြစ်ပေါ်နေရကြောင်းရှေ့တောင်အာရှဒေသဟာညမခေါင်းမမှုပေးတဲ့တွေကိုရင်ဆိုင်နိုင်ရချိန်မှာရှိနေပါတယ်။ယခုတလောတိုက်ခိုက်နေတဲ့မုန်တိုင်းကြီးတွေဖြစ်တဲ့ဂျာကာဆာနဲ့ဘူရာလိုင်းမုန်တိုင်းတွေကြောင့်ဖိလစ်ပိုင်နဲ့ဗီယက်နမ်နှစ်နိုင်ငံနေရာအနှံ့အပြားမှာကြီးမားတဲ့ပျက်စီးမှုတွေဖြစ်ပေါ်နေပါတယ်။ပူပိုင်းမုန်တိုင်းအနေနဲ့ဖိလစ်ပိုင်ကိုဥစွာဝင်ရောက်ခဲ့တဲ့ဘူရာလိုင်းမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာတည်ဆုံသူ26ဦးနဲ့ပျောက်ဆုံးနေသူ14ဦးရှိလာနေပါပြီ။အဆိုအရဆုံးထိခိုက်ခဲ့တဲ့ဒေသတွေဖြစ်တဲ့ဘီကောဒေသမှာတည်ဆုံသူ9ဦးနဲ့ကာကာယန်တောင်ကြားဒေသမှာတည်ဆုံသူ10ဦးရှိခဲ့ပါတယ်။မုန်တိုင်းရဲ့နောက်ဆက်တွဲအနေနဲ့မိုးတဲထန်စွာရွာသွန်းခြင်းရေကြီးရေရှမ်းခြင်းနဲ့မြေပြိုမှုတွေကြောင့်လူပေါင်း1.8 တန်းကျော်ထိခိုက်ခံစားခဲ့ရပြီးအင်ဂျီ9000နီးပါးပျက်စီးခဲ့ရပါတယ်။မြို့သားသဘောအားဘေးရန်တွေရှော့ချရေးနဲ့စီမံခန့်ခွဲရေးကောင်စီရဲ့အစီရင်ခံစာအရမုန်တိုင်းကြောင့်မိသားစု9,3800ကလူပေါင်း1.8 တန်းကျော်ထိခိုက်ခဲ့ရပါတယ်။ဒါကြောင့်လူပေါင်း1,6300ကျော်ကိုဘေးလွတ်ရာရွှေ့ပြောင်းစခန်း2,900နီးပါးကိုရွှေ့ပြောင်းနေရာချထားခဲ့ရပါတယ်။ပုံမအားကောင်းလာတဲ့ဘူရာလိုင်းမုန်တိုင်းဟာဖိလစ်ပိုင်ကနေဗီယက်နမ်ကိုရွေ့ရှားလာခဲ့ပါတယ်။ဗီယက်နမ်မှာတော့အစိုးရကအမြင့်ဆုံးအဆင့်အသင့်ပြင်ဆင်မှုအခြေအနေကိုကြေညာထားပါပြီ။အာဏာပိုင်တွေကကမ်းရိုးတန်းလေဆိပ်လေးခုကိုပိတ်ထားလိုက်ပြီဖြစ်ပြီးစစ်တပ်အင်အား3,000,000ကျော်ကိုပြည်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးဖို့နဲ့တဘာဝဘေးရန်တွေရဲ့တုံ့ပြန်ရေးလုပ်ငန်းတွေမှာကူညီနိုင်ဖို့ဆေလွတ်ထားပါတယ်။ဒါနန်းမြို့ကလူပေါင်း2,100,000ကျော်၊ဟွေမြို့ကလူပေါင်း3,200ကျော်နဲ့ဟာတီမြို့ကလူပေါင်း1,500ကျော်တို့ကိုဘေးကင်းရာကိုရောက်ရွှေ့ပြီးသွားပါပြီ။ဗီယက်နမ်နိုင်ငံရဲ့အချို့နေရာတွေမှာရေကြီးရှမ်းမှုတွေနဲ့ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးမှုတွေကိုကြုံတွေ့နေရပြီဖြစ်ပြီးကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ကွမ်ချီမှာမုန်တိုင်းနဲ့ပါသွားခဲ့တဲ့ငါးဖမ်းလှေ2စင်းကငါးဖမ်းသမား8ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး3ဦးကတော့ပျောက်ဆုံးနေစေဖြစ်ပါတယ်။ဘူရာလိုင်းမုန်တိုင်းရဲ့ဝင်ရောက်လာပုံနဲ့သဘောတဘာဝဟာအထူးသတိထားစရာအချက်ဖြစ်ပါတယ်။မကြာသေးခင်ကပဲတရုတ်၊ဟောင်ကောင်နဲ့ထိုင်ဝမ်တို့ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့စူပါတိုင်ဖွန်းဂျာကာဆာကဗီယက်နမ်ဘက်မှာပုံမအားပြောတဲ့မုန်တိုင်းအနေနဲ့အဖျားခတ်ဝင်ရောက်ခဲ့ပါသေးတယ်။ဂျာကာဆာမုန်တိုင်းကြောင့်ထိုင်ဝမ်မှာလူပေါင်း18ဦးသေဆုံးခဲ့ရတယ်လို့ဟောင်ကောင်မှာလည်းလူပေါင်း90ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မုန်တိုင်းအရှိန်ကြောင့်အဆက်မပြတ်မိုးတိုင်းထန်စွာရွာသွန်းခဲ့တာကြောင့်တရုတ်ပြည်မှာတောင်ပိုင်းကမ်းရိုးတန်းဒေသကမြို့ကြီးတွေမှာလူတန်းပေါင်းများစွာကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။ဂျာကာဆာမုန်တိုင်းဝင်ရောက်နေတဲ့အချိန်မှာပဲဘူရာလိုင်းမုန်တိုင်းဟာအနောက်ပစိဖိတ်သမုဒ္ဒရာတစ်လျှောက်မှာအစပြိုးနေခဲ့ပြီးစက်တင်ဘာ26တောက်ကြနေ့မှာဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံကနေရွေ့ရှားလာတဲ့ဘူရာလိုင်းမုန်တိုင်းဟာဗီယက်နမ်နိုင်ငံကိုပညာရှင်တွေမှန်းဆထားတာထက်ဒီကနေ့စက်တင်ဘာ28ရက်နေ့မှာပဲပုံမှန်မြန်ဆန်စွာဝင်ရောက်လာခဲ့ပါတယ်။ခုလိုမျိုးအင်အားပြင်းမုန်တိုင်းနှစ်ခုစတိုက်ဖြစ်ပေါ်နေမှုဟာကမ္ဘာရာသီဥတုပြောင်းလဲမှုရဲ့ချင်းချောက်မှုကြီးထွားလာနေခြင်းကိုမိမောင်းထုတ်ပြနေပါတယ်။မိုးလေဝသပညာရှင်တွေကတော့ဘူရာလိုင်းမုန်တိုင်းရဲ့အရှိန်ဟာဒေသတွင်းပုံမှန်မုန်တိုင်းတွေထက်နှစ်ဆအင်အားပြင်းတဲ့ရွေ့ရှားမှုနဲ့ကျေပြန့်စွာလွှမ်းခြုံတက်ရောက်နိုင်တဲ့မုန်တိုင်းဆက်ဝိုင်းရဲ့အချိန်ဟာ1 မီတာထက်ပိုတဲ့မုန်တိုင်းဒီလိုင်းတွေကိုဖြစ်ပေါ်နိုင်ပြီးအကျိုးဆက်အနေနဲ့မိုးတဲထန်စွာရွာသွန်းမှုရေကြီးရေရှမ်းမှုတွေနဲ့မြေပြိုမှုတွေအပါအဝင်အခြားဘေးအန္တရာယ်တွေကိုပါတပြိုင်နက်တည်းဖြစ်ပေါ်နိုင်ကြောင်းသတိပေးနေကြပါတယ်။ဒီအခြေအနေဟာဗီယက်နမ်မြောက်ပိုင်းနံဘက်မှဗီယက်နမ်အလယ်ပိုင်းဟာတင်းအထိကြကြပြန့်ပြန့်တက်ရောက်မှုရှိနိုင်တယ်လို့ဗီယက်နမ်ဒုတိယဝန်ကြီးငွီယင်ဟူအန်ဟီအပ်ကသတင်းပေးပြောဆိုထားပါတယ်။ဒါအပြင်အရှေ့တောင်အာရှကုန်းမကြီးကမြေဝန်းဒေသတွေနဲ့ရေအားလျက်စစ်ဆွဲတွေလိုအခြေခံအဆောက်အအုံတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့အလားအလာရှိတဲ့မိုးရေချိန်ဟာမြောက်ပိုင်းလာဦးကနေအလယ်ပိုင်းဒေသတွေအထိပါတက်ရောက်နိုင်တယ်လို့လည်းပညာရှင်တွေကခန့်မှန်းသတိပေးထားပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မုန်တိုင်းတွေရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့အခြားသောထိရှလွယ်တဲ့ပြဿနာတွေလည်းဖြစ်ပေါ်နေပါတယ်။ဖိလစ်ပိုင်မှာဘူရာလိုင်းမုန်တိုင်းဝင်ရောက်စဉ်မှာနိုင်ငံရေးသမားတွေနဲ့ရေကြီးမှုကိုထိန်းချုပ်ရေးစီမံကိန်းတွေကအပြင်းပြတ်ခြားစားမှုတွေကြောင့်မုန်တိုင်းရဲ့အကျိုးသက်ရောက်မှုတွေကိုလျှော့ချဖို့လိုအပ်တဲ့အခြေခံဆောက်အုံတွေကိုပျက်စီးစေခဲ့တယ်လို့တာဝန်ရှိသူတွေကဆိုနေကြပါတယ်။မုန်တိုင်းနှစ်ခုဆက်တိုက်ဖြစ်ပေါ်မှုရဲ့အကျိုးဆက်အပါအဝင်ရာသီဥတုပုံမပူနွေးလာတာနဲ့အမျှရေပါဝင်မှုပုံမများပြားလာပြီးပုံမပူနွေးလာတဲ့သမုဒ္ဒရာပေါ်ကလေတွေဟာအရှေ့အာရှတဝမ်းမှာမိုးရွာသွန်းမှုကိုပုံမများပြားလာစေနေပါတယ်။အရှေ့တောင်အာရှဒေသအတွက်ကမ္ဘာရာသီဥတုပူနွေးလာမှုရဲ့ရိုက်ခတ်မှုဟာစိုးရိမ်စရာဖြစ်လာနေပြီးရေရှည်မှာစိုက်ပျိုးရေးကိုအဓိကလှုပ်ဆောင်နေရတဲ့အရှေ့တောင်အာရှဒေသအနေနဲ့အဖက်နှုံးကျဆုံးမှုနဲ့အတူအခြေခံလူဒန်းစားတွေရဲ့
ညမခေါင်းပါမှုဘေးဒဏ်တွေကိုရင်ဆိုင်နိုင်ရခြေတွေပါရှိနေပါတယ်။ရာဂါစာနဲ့ဘူရွာလိုင်းတို့လိုအင်အားကြီးမုန်တိုင်းတွေစတိုက်ဖြစ်ပေါ်နေမှုဟာအရှေ့အာရှဒေသတစ်ခုလုံးရဲ့ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေမြင့်တက်လာနေခြင်းကိုသတိပေးလျက်ရှိနေပါတယ်။